Maybe see you next time. Now the changeပြန်ဆုံးမယ်လို့ပြောသွားပါတယ်လမ်းမတော်ဌာနကိုကိုခင်မောင်ကတော့လမ်းမတော်ဖိုးတုံးနဲ့ရင်းနှီးသူဖြစ်တဲ့အတွက်အာနာနေရှာပါတယ်နောက်9ရက်ခန့်အကြာမှာတော့တောင်ဝေမြင်းမြိုင်ကွင်းအတွင်းသို့ကားနဲ့တစည်းထိုးဝင်လာသည်အချိန်ကည10နာရီကားပေါ်တွင်တော့အရက်9ပေ10လက်မခန့်ရှိအနောက်ပိုင်းရာဇဝတ်ဝင်မစ္စတာစကော့ဘရောင်းနဲ့ပလိတ်သား2ယောက်ကြားမှာလမ်းမတော်ဖိုးတုံးပါလာပါသည်ကားကိုထွဲလိုက်သည်နှင့်မစ္စတာဘရောင်းကလမ်းမတော်ဖိုးတုံးကိုကားပေါ်မှာဆွဲချပြီးအစဲမျိုးစုံဆဲကထိုးချိတ်ကန်ကြောက်ပါတော့တယ်အတူပါလာတဲ့ဌာနကိုခင်မောင်နဲ့ပလိတ်သား2ယောက်ကလမ်းမတော်ဖိုးတုံးအကြောင်းသိသဖြင့်ဘာမှဝင်မလို့ရဲကြမစ္စတာဘရောင်းလုံးသမျှဖိုးတုံးကခံနေသည်လဲကျသောဖိုးတုံးပေါ်မှာတက်ခွာကဖိုးတုံး၏နှကမ်းမွေးများကိုဆွဲနှုတ်ရာဖိုးတုံးနှကမ်းမှသွေးများပါထွက်လာပါတော့သည်ဖိုးတုံးနှင့်ခင်မင်းသူဌာနကိုခင်မောင်ကဒီကိစ္စကိုလုံးဝမကျင်နဲ့ဒါမဲ့အထက်ရာရှိမျက်နှာဖြူဖြစ်နေပြန်တော့စိတ်မကောင်းရုံမှတပါဘာမှလည်းမတတ်နိုင်နောက်3ရက်ခန့်ကြာမှာတော့ည9နာရီခန့်ဘင်းကန်အိမ်တော်မှကားစစ်ဆေးပြီး6မိုင်ရှိအိမ်သို့ပြန်လာသည့်ရာဇဝတ်ဝင်မစ္စတာဘရောင်းကားရှိမှာလူ3ယောက်ကပိတ်ရက်လိုက်ကြသည်မစ္စတာဘရောင်းကကားပေါ်ဆင်းရပြင်လိုက်စင်မှာပင်ထိုလူ3ယောက်ကပြေးလာပြီးဇာဝီတုံများဖြင့်ဝိုင်းရိုက်ကြပါတော့တယ်သွေးလူဖြစ်နေမစ္စတာဘရောင်းလမ်းမှာပေါ်မှာပဲသတိလစ်သွားပါတော့တယ်မစ္စတာဘရောင်းကိစ္စတွင်ပလိတ်ဌာနမှလမ်းမတော်ဖိုးတုံးကိုခေါ်ယူစစ်ဆေးခဲ့တော်လဲထိုညတွင်ဖိုးတုံးသည်လမ်းမတော်မြို့နယ်အမတ်တူးနှင့်အတူကန္နာလန်တွင်ရှိနေကြောင်းအလီပိုင်ပြနိုင်ခဲ့သည်အဆိုပါပြဿနာဖြစ်ပွားပြီးတိတ်မကြခင်မှာပဲမစ္စတာဘရောင်းရောနယ်သို့ပြောင်းရွှေ့သွားပါတော့တယ်ရန်ကုန်လူမိုက်လောကမှာတော့ဖိုးတော်ဟာပြည်ထဲရဲ့အတွင်းဝင်ထိပေါက်ရောက်တယ်လို့သတင်းကြီးကြံခဲ့လေဖိုးတော်မှဝင်းခွဲမမ်းမြကြီးကသတင်းစကားတစ်ခုပါလာပါတယ်တခင်အောင်ဆန်းတို့ဂျပန်ပြည်မှာစစ်ပညာသင်ပြီးပြန်လာရိုးရရမှဈေးပြတ်ပြီးတော့ဝမ်းနေရှောနေကြတယ်မကြခင်ဗမာလွတ်လပ်ရေးတပ်မတော်ဖွဲ့မယ်အဲ့ဒီအတွက်ငွေလိုနေတယ်ဒို့ဗမာအစည်းအရုံးကတခင်တွေမမ်းမြကြီးတို့အိမ်မှာအလူခိုင်းနဲ့လာတဲနေတယ်တဲ့ဖိုးတော်ချက်ချင်းပဲမမ်းမြကြီးတို့အိမ်လာရင်တခင်တွေနဲ့တွေ့ပြီးငွေ9000လှူလိုက်သည်ထိုခေတ်ကငွေ9000ကအမတ်တူကြီးလာစာနဲ့ညီမျှနောက်ထပ်လည်းရန်ပုံငွေလိုအပ်ပါကမမ်းမြကြီးကတဆင်ဆက်သွယ်ဖို့တခင်တွေကိုအထက်ထပ်မှာခဲ့ပါတယ်တကယ်လဲငွေကြေးတွေလှူဒန်းခဲ့ပါတယ်တခင်တွေကတော့ဒို့ဗမာအစည်းအရုံးအတွက်ရဲဘော်3ချင်းအတွက်ငွေ1000ခန်းထိလှူဒန်းခဲ့သူမှာနာမည်ကျော်လူမိုက်ကြီးလမ်းမတော်ဖိုးတုံးဆိုတာသိရတဲ့အခါမှာတော့ဗဇက်အဟောင်းသားကြံခဲ့ပါတော့တယ်လမ်းမတော်ဖိုးတုံးတဲ့စီနီယာကြားခဲ့မယ်နောက်ပိုင်းလမ်းမတော်ဖိုးတုံးရဲ့တပည့်ဖြစ်ခဲ့ရတဲ့ကြီးမင်းနိုင်လူမိုက်ကြက်ကြားအသက်ခံလိုက်ရပါတယ်တပည့်ကြားမှာပဲကြီးမင်းနိုင်ဆက်ဆန်းရက်ကွက်ကပြည်စားအိမ်တစ်ခုမှာဖိုးတုံးရဲ့အချစ်ဆုံးတပည့်တွေတဲ့ပါတဲ့ကန်းနာလန်ငညွတ်အသက်ခံရပါတယ်ပလိတ်ကတရားခံစုံစမ်းဆဲမှာပဲဖိုးတုံးတပည့်ရီစီကတတ်တဲ့သူကိုစုံစမ်းလို့ရလာပါတယ်ကြက်ကြားကိုရောငညွတ်ကိုပါတတ်တာကကြီးမင်းနိုင်ကန်းနာကနောက်ပေါက်လူမိုက်ဂန်ကရပါဖိုးတုံးတပည့်တွေကိုရွေးတက်ခဲ့တဲ့ဂန်ကရဖိုးတုံးကိုစိန်ခေါ်တာပါပဲဒီတစ်ခေါက်တော့ဖိုးတုံးဂန်ကရနေတဲ့ဆက်ဆန်းရက်ကွက်တွေကိုတရှိတလက်ခါးကြားထိုးပြီးဝင်သွားပါတယ်ဖိုးတုံးရဲ့လက်ဆွဲလာသာလူမိုက်ဂန်မာဆောင်းရင်ကတော့ဖိုးတုံးရဲ့မလန်မကန်းကနေတရှိတလက်လွယ်ပြီးပါလာပါတယ်ဂန်ကရနေတဲ့ကြီးမင်းနိုင်ဆက်ဆန်းတွေက